Okay နံပါတ် B လေးဆက်တွဲကြရအောင်နံပါတ် B ကရှာခိုင်းတာက cos inverse or cos negative 1/2 ရဲ့တမိုးလေးပေါ့နော်အဲ့တော့ထုံးစံတိုင်းပဲပေးထားတဲ့ inverse function လေးကို y လို့ထားပြီးစဉ်းစားမယ် let cos inverse or cos negative 1/2 is equal to y ပေါ့နော်ဒီမှာလဲ cos function ဒီ periodic function ဖြစ်တဲ့အတွက်သူ့ရဲ့ inverse function တွေကိုစဉ်းစားတဲ့အခါမှာ interval တွေကန့်သတ်ထားတယ်ပေါ့နော် range တွေကန့်သတ်ထားတယ်အဲ့တော့ cos inverse function အတွက်ဆိုရင် y တမိုးက0 less than or equal y less than or equal ပိုင်းအတွင်းမှာရှိပါမယ်Okay ဒါဆိုရင် cos y is equal to cos negative 1/2 ဆိုပြီးတော့ရသွားပါမယ်။အဲ့မှာတစ်ခါတည်းပေါ့နော် y is equal to negative 1/2 ဆိုပြီးတော့သွားယူလို့မရပါဘူး။ negative 1/2ပေါ့နော်ဆရာမတို့ decimal ဖြစ်ပြောင်းကြည့်မယ်ဆိုရင်သူက negative 0.5 ဆိုပြီးဖြစ်သွားမယ်။ negative 0.5ဒီ0အောင်ငင်းနေတာပေါ့နော်0အောင်ငင်းနေတာဖြစ်တဲ့အတွက်သတ်မှတ်ထားတဲ့ interval အတွင်းမှာမရှိဘူးအဲ့တော့အဲ့ cos negative 1/2ကိုသူနဲ့အချိုးတူတဲ့တန်ဖိုးတွေအဖြစ်ဆက်ပြီးတော့ပြောင်းမယ်ပေါ့နော်အဲ့တော့ cos negative theta က cos theta နဲ့တူတူပဲဖြစ်တဲ့အတွက် cos negative 1/2က cos 1/2နဲ့တူတူပါပဲအဲ့တော့သူ့ကို cos 1/2အဖြစ်ပြောင်းနိုင်မယ်အဲ့တော့ 1/2 ဒီ 0.5 ပေါ့နော် 0.5 ဆိုတဲ့အခါတော့ဆမတို့သတ်မှတ်ထားတဲ့ interval အတွင်းမှာရှိနေတယ်ပေါ့နော်ဒါဆိုရင်တန်းယူလို့ရသွားပြီ y is equal to 1/2 ဆိုပြီးရသွားမယ် y တန်မိုးရရင်ပု္ပ္ပစာရှာခိုင်းတဲ့တန်မိုးလေးရသွားပါပြီ therefore cos inverse of cos negative 1/2 is equal to 1/2 ဆိုပြီးတော့ရသွားပါပြီ